ဖိုးအိုသည်ကြောင်းပေါက်လေးတစ်ကောင်မွေးစားခြင်းခဲ့သည်သူသည်တိရစ္ဆာန်ကေဟာထဲသို့ဝင်သွားသောအခါတခြားသူများရွေးချယ်ခြင်းမခံရဘဲကြံရစ်နေသည့်အနက်ရောင်ကြောင်ပေါက်လေးတစ်ကောင်တည်းကိုသာတွေ့လိုက်ရသည့်အနက်ရောင်ကြောင်များကိုကံမကောင်းခြင်း၏တင်ကေတဟုလူများကယူဆလေးရှိကြသည်ကြောင်ပေါက်လေးမှာသူ့လိုပင်အထီးကျန်နေသည်ကိုမြင်ရသောအခါအဖိုးအိုသည်တနာစိတ်ဝင်လာပြီးအိမ်သို့ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်လမ်းစုံတစ်ခုကိုဖြတ်ကူးနေစဉ်ကြောင်ပေါက်လေးကတိုးတိုးလေးအော်လိုက်ရခဏချင်းမှာပင်မိနီမမီးစိမ်းသို့ပြောင်းသွားသည့်အဖိုးအိုကတော့တိုက်ဆိုင်မှုတစ်ခုအဖြစ်သာမှတ်ယူခဲ့သည်နောက်ပိုင်းတွင်သူကားပါကင်ထိုးလိုက်သည့်အချိန်၌ကြောင်ပေါက်လေးကထပ်မံအော်ပြန်သည်ရုတ်တရက်ဆိုသလိုလမ်းတစ်ဖက်မှထီးတစ်ချောင်းလွင့်ထွက်လာပြီးမိုးတဲထန်စွာရွာချလိုက်တော့သည်အဖိုးအိုသည်အိမ်ထဲသို့အပြေးလွှားဝင်လာတော့လဲဓာတ်လေကားပြက်နေသည်ကိုတွေးလိုက်ရသည်သူလေကားမှတက်ရန်ပြင်လိုက်စင်မှာပင်ကြောင်ပေါက်လေးကနောက်တစ်ကြိမ်အော်လိုက်ပြန်ရာဓာတ်လေကားမှချက်ချင်းပြန်လဲကောင်းမွန်သွားသည်ထိုအခါမှသာအဖိုးအိုသည်ဤကြောင်ပေါက်လေးမှာတာမန်မဟုတ်မှန်သတိပြုမိလိုက်သည်အိမ်သို့ရောက်သောအခါသူပြင်ဆင်ထားသောအိပ်ယာလေးပေါ်တွင်ကြောင်ပေါက်လေးကိုထားလိုက်သည်ထိုစဉ်ကြောင်လေးကထပ်မံအော်ပြန်သည်အဖိုးအိုသည်ဆက်စုခြင်းစိတ်ဖြင့်ကြောင်လေးကိုချီလိုက်စဉ်ထီစုချင်းငွေမှာဒေါ်လာ3 သန်းအထိရောက်ရှိနေသည်ကိုသတိထားမိသွားသည်ထို့ကြောင့်သူသည်ကြောင်လေးကိုပွေ့ချီကာကန်ဆန်းကြည့်ရန်ဆုံးဖြတ်လိုက်သည်သူလမ်းလျှောက်လာစဉ်ကြောင်ပေါက်လေးကနောက်တစ်ကြိမ်ထပ်မံအော်ပြန်သည်အဖိုးအိုလမ်းလျှောက်နေသည်ကိုရက်လိုက်သည့်အချိန်မှာပင်ပြုတ်ကျလာသောခရစ်စမတ်တစ်ပင်ကြီး၏အန်ဒီယယ်မှတီတီလေးလွတ်မြောက်သွားခဲ့ပါသည်